ဒီကလေးရဲ့နောက်ကျောင်းကဘာဖြစ်လို့လဲမရှင်းလို့လားမရှင်း အဲ့လိုမဟုတ်ဘူးသူတို့လည်းအလုပ်လုပ်ကြမှာလေအဲ့ရမကျွန်တော်ဒီမင်္ဂလာဆောင်ပတ်စံနေပါကျွန်တော်လည်းလုပ်ကြမှာအဲ့ကြောင့်ကျွန်တော်လာတောင်းလိုက်လေမဆောင်လို့ညမလို့ပြီးနေဆောင်လို့ပြီးနေကျွန်တော်ပြောတာ ဒါအတိုက်တုံးကြီးခေါ်တာလည်းမဟုတ်ဘူးကိုရီလည်းကိုရီတူလေးမဆွတ်လို့နိုင်ဘူးအဲ့ကိုရီစောင်းမလို့မရတာ အဲ့ဒါဆိုလို့ရှိရင်လည်းမင်္ဂလာဆောင်မှာလို့ဒါဆောင်အဲ့ကောင်လေးကိုပြခေါ်ပါလိုက်ငါတပီးတွေထားတယ်လားစိတ်မချလို့ခေါ်ခြင်းနဲ့ဆိုရင်ပြခေါ်ပါလိုက် သူရင်နဲ့ အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ခုံမိုးဒီပါဗျာဒီကနေ့တကယ်ချင်းတို့ကိုကျွန်တော်တင်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့ကောင်လေးနဲ့ကောင်မလေးကဒါ900လိုက်ပြီးသွားကြပြီဗျာနော်ဒါကိုသမီးရှင်ဖြစ်တဲ့မေဖြစ်သူကသူ့ရဲ့သမီးကိုစိတ်မချဘူးဗျာနောက်ပြီးဒီကောင်လေးရဲ့ဦးလေးအရင်ဖြစ်သူကလည်းသူ့ရဲ့တူကိုစိတ်မချတဲ့အကြောင်းကိုပေါ့နော်ဒါလာပြီးတော့ညှိနှိုင်းပြီးပြောဆိုထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဗျာအကြောင်းဆုံးသိအောင်လို့ကျွန်တော်ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုဖို့ကိုဖိတ်ခေါ်ချင်ပါတယ်ဗျာ ဟုတ်တယ်မဟုတ် နေတဲ့လူ ငါသမီးနိုင်ညာလဲစဉ်းစားဖြစ်သွားပြီသူကငါလည်းထမနေအမှတ်တော့မဆုံးတယ် ဟုတ်တယ်လေအားချင်းနေတာကိုယ်ကသိကြနေတယ်အလုံးကဒီတရားမှာတနေရာတာလည်းမရဘူး နောင်နေညီမ ဒီရတယ် ဒီမှာရထားလည်းပုံနေကြသေးရော ညီမလေးပြောပြမယ် ကိုရီးယားပြည်နယ်ဟုတ်တယ်မလား ဒီနေရာထဲမှာနေရတာဟုတ်တယ်မိဘတွေကိုကျွေးဒီပြောင်းဆိုရင်သမီးတို့ကစိတ်နေထားခဲ့ရမှာဆိုလို့ तू ကနဲ့ပဲပေါ်ထားနေတယ်မှာဒီကလေးကိုလည်း तू တာဝန်ယူမယ်အကိုတို့ဘက်ကဒီကလေးတစ်ခုပြည့်လို့ချင်းချမျိုးလာပြောတယ်ကျမတို့မိသားစုအကုန်လုံးကြည့်တယ်ထိုင်းနိုင်ငံထဲမှာဒီဝင်းထဲမှာပဲနေတယ်ဟာနင်တို့တော့နင်တို့ပြောတာတခြားနင်တို့ကငါတို့ကိုဘယ်လိုထားတယ်ဆိုတော့တခြားဆိုလာချိန်မျိုးလာခဲ့ကေသုံးလုံးမှကျမတို့မိသားစုအများကြီးရှိတယ်ကျမတို့ကိုတူတယ်သူမတို့တစ်ခုတော့မှတ်တော့မဆုံးသေးအောင်ကျမတို့ထားတာအကိုတော့စက်ဆန်ကြည့်လိုက်ပါဒါခဏလေးမုံတွေ့ရမယ်လူမုံနော်ဒီဆက်ဆန်သွားမယ် ကိုရီးယားလည်းဒီအမားတွေနဲ့သူတို့ကမူးမကြည့်တာကိုရီးယားဟိုတုန်းက ကျွန်တော်လည်းမျှပေးတာပဲလေကျွန်တော်ဂျားတော်လေးဟောတော့ငါဒီမင်္ဂလာဆောင်လေးရက်လေးကိုပဲနေပြီးဆောင်ပြီးလို့ရှိရင်နေဒီဘက်မှာလည်းပြနေနေကြကျွန်တော်ပြောတာပြီးတော့နေတဲ့ရဘာဘာကြီး ။မပြောတာကဒီကလေးကိုအကိုကအမှထားမယ်ဆိုလို့ရှိရင်ဒီကလေးရဲ့နောက်ကျောင်းကဘာဖြစ်လို့လဲမရှင်းလို့လားမရှင်းတာကမဟုတ်တော့ကိုလိုပြောတာမ အဲ့ ဟုတ် လိုမဟုတ်ဘူးကျွန်တော်ဒီရက်မှာသူတို့မေတွေဖေတွေခဏခေါက်တာဒီမင်္ဂလာဆောင်လို့ပြီးသွားတော့ကနေအောင်ပြီးတော့ကျွန်တော်ဒီမဟုတ်ပါဆိုသူတို့လည်းအလုပ်လုပ်ကြမှာလေအဲ့ရမကျွန်တော်ဒီမင်္ဂလာဆောင်ပတ်စံနေပါကျွန်တော်လည်းလုပ်ကြမှာအဲ့ကြောင့်ကျွန်တော်လာတောင်းလိုက်လေမဆောင်လို့ညမလို့ပြီးနေဆောင်လို့ပြီးနေကျွန်တော်ပြောတာ ညီမပြောတာကအကိုရှိမှနေလို့စူဆောင်ဒီကလေးလုံးမယ်သူတို့လုံးစားစူဆောင်ပြီးတော့လုံးပြီးမှကိုမင်္ဂလာဆောင်ပါမလား မဟုတ်သူတို့လောက်စားဗျာမီကိုမဆန်တဲ့ကိုကုန်ကြသေးတယ် အဲ့ဒါဆိုလည်းအဲ့ဒါဆိုလည်းသမီးပြောပြမယ်အကိုတို့ကအဲ့လိုမျိုးကလေးတို့မှစူဆောင်ပြီးမှဒါဒီပစံနဲ့မဆိုင်ဘူးဒီမိဘဘက်မှာလုံးလို့ချင်းလေဒီကလေးတွေပစံကိုဒီမိဘမယူဘူး ဒီလိုပဲကျွန်တော်ပေးလိုက်မယ်ကျွန်တော် ဘိုးဘက်ကစောင်းပေးမဲ့ဒါယောက်ျားလေးရှင်တော့စောင်းပေးရမှာလေဒါဒီမှာလည်းစောင်းပေးရတော့မှကျွန်မဆုံးမနဲ့ကျွန်မသားနော်အဲ့တော့တဲတဲမုံမုံဖြစ်သွားအောင်သူမိဘထားခြင်းနဲ့ဆိုလို့ရှိရင်ဘိုးဘက်ကဖွင့်ပြပေးရတယ်ဘာလို့လဲတော့ကိုကကြတော့ဟိုအဖရဆိုလည်းမှန်ပါတယ်နော်မမှန်ဘူးမဟုတ်ဘူးကျွန်မပြောတာဒီကလေးဒီဘက်မှာနေလို့တခုခုချိုးရင်အကိုတို့ချင်းလို့လာပြောလို့ရတယ်သူကလည်းသူသမီးလို့ခေါ်တင်ထားတာမကြသေးတယ်တော့စိတ်မချဘူးမရ ရတော့ကျွန်တော်တက်လာတော့နော်ကျွန်တော်တို့ကြတော့တသိန်း အဲ့လိုမျိုးကိုကနားလည်းပေးလိုက် နေရာလိုက်လာပေးတာ အေး ကို နား လ လည်း ည်း ပေး ပေး လိုက် တာ ဆိုတာ အမရေတစ်နှစ်ကျော်ဆိုတော့ဒါကသူ့လေးအရင်နှစ်ယောက်သူ့လေးရောက်ခဲ့ ကိုရောရဲ့ ညောင်ညောင်ဒီကလေးတွေရဲ့ဆုံးဖြတ်ချက်ကိုမေးမှာသူတို့ကဒီကဲဒီမှာနေခဲ့ဆိုဒါအကုန်လက်လွတ်ထားခဲ့မှာဒါပြပြတရားပြောဒါတို့ကတာဝန်ယူမှုတာဝန်ခံမှုရှိတယ်ဘာလို့တို့ယောက်ျားလေးပဲဖြစ်တာမိန်းကလေးဆိုဒါဆောင်းရချစ်တာအရန်ချစ်တာ ပြောပါစေ ဖေးမေးရင်းထဲမှာထားတာလို့လိုက်တာ တော့ဒါနေပြီး ရင်းထဲမှာထားတာ ပြီးတဲ့ချိန်မှာသူတို့ကဘယ်လိုနေ ဆောင်းပြီးတဲ့စီရှိတော့ထောင်းလန်းစင်တာရရတယ်ဒီမှာ9ရက်ပြည့်အောင်နေရမှာ10ရက်ပြည့်အောင်နေရတယ်မဟုတ်ဘူးလားမမထောင်းလန်းစင်တာရဒါအတိုက်တုံးကြီးခေါ်တာလည်းမဟုတ်ဘူးကိုရီလည်းကိုရီတူလေးမဆွတ်လို့နိုင်ဘူးအဲကိုရီစောင်းမလို့မရတာ မမကတော့တဲတဲမုံပြရမှာ သူ့မှာ သမီးချင်းတွေရဲ့ဒါစိတ်တန်တာကိုလာရောပြည့်တင်နေဗျာနော် ရောက်ပဲ အဲ့ဒါဆိုလို့ရှိရင်လည်းမင်္ဂလာဆောင်မှာလို့ဒါဆောင်အဲ့ကောင်လေးကိုပြခေါ်ပါလိုက်ငါတပီးတွေထားတယ်လား မဟုတ်အဲ့လိုလည်းမပြောနဲ့ရမှာ ပါလာတာပြော အားကုန်လား အဲ့လိုလည်းမပြောနဲ့ဆိုတာ तू ကလည်း तू သမီးရဲ့အတွက်စိတ်ဆူလို့ပြောတာ ဒီမှာတပီးကတော့ငါစင်ကြီးကိုရောက်ဘယ်နှမ်းမှမထားဘူး तू ကတော့ तू မိ ကိုတင်နေလို့စိတ်မချလို့ခေါ်ခြင်းနဲ့ဆိုရင်ပြခေါ်ပါလိုက် သူရင်နဲ့ဖေးခြင်းနဲ့ကလား ဒီလေကို ကိုတို့ကလည်းကိုတို့ပြ ငါ င်း မ လို့ စင်းတော့ဘာမှမရှိတာယူငါသမီးကနုံနုံအားပြည့်ရလွားရဲဆိုလည်းမသွားတတ်မလားတတ်နဲ့ သူမြန်မာပြည်အတင်းခေါ်လာတာ ငါသမီးငါမျက် ရဲကျွန်တော်တို့စကားပြောပြီး အဲ့လိုဆိုတော့ အဲ့လိုမျိုး ကိုတို့ကလည်းကိုတို့အမကြီးပေါ့တဲ့ဒီကောင်လေးမျိုးလို့ခေါ်ပါတယ်ဘုရားကြီးကဟိုထုံးနေနော် ဟွာဆိုင်ဘုနာစင်းထွက် သူရောက်မှာတော့သူ့မှာခေါ်ထားလို့ပြောရဲကလေးတွေရဲ့မေကိုဖုန်းလေးကြည့်လိုက်ပေါ့ဖုန်းလေးနဲ့ သူတို့အမေတို့ကဆက်သွယ်မရောက်တော့သူတို့ကလေလုံးနေကြတာသူတို့လေငါလေငါမရှိတော့ ညီမပြောတာက ဒီနေပဲလုပ်နေရတယ်တဲ့ခွာလည်းပြောရတယ် ဦးလေးတိုင်းရတော့ မိုင်းစိတ်သဘောဆိုရင်တော့ဘောနော်မိုင်းစိတ်သဘောဆိုရင်တော့
အခုငါရောက်မှလည်းဒီသမီးကအခုမှခေါ်လာတာတိတ်မကြသေးဘူးဟိုကလည်းသူ့တူလေးခေါ်လာတာတိတ်မကြသေးဘူးအဲ့လိုမျိုးတွေဖြစ်နေတယ် တရားပြောက်ကသူကလည်းသူကမောင်းလေဟိုကလည်းစိတ်မချဒီကလည်းသူတပီးကိုစိတ်မချခလေးတော့ကိုဆိုရင်တော့ခလေးရဲ့ဒီကတော့သမီး ဖြစ်နေတယ်ဆိုတော့အဲ့ဒါမိုင်းကဘလို့တွေကြားရဲကဘလို့လုံးဝရမလဲ ဘာမှလည်းပဲအစင်ပြေတော့ပဲရေးကြည့်တာနော်များပြီပါ အမှန်တရားပြည့်စုံမယ်ဟုတ်တယ်မလားရက်လေးပဲ ယူမေးကြည့်လိုက်ပေါ့သူတို့ဘယ်မှာ ငါတို့ကိုယ်တရားကိုမေးကြည့်လိုက် မိဘလက်ထဲမှာဦးလေးသားရင်လက်ထဲမှာနေမနဲ့မိဘလက်ထဲမှာနေမနဲ့ဘယ်ဟာကိုနင်တို့ရွေးချယ်မလဲဘာဖြစ်လို့လဲဆိုတော့ကိုကဖြစ်နေတာဒီနေရာလည်းမလွတ်ချင်ဘူးနင်တို့ဦးလေးကလည်းသားလေးတို့ဒီလိုထည့်ချင်ဘူးအဲ့လိုဆိုတော့သားလေးတို့ကဘယ်လိုလုပ်ချင်လဲ နည်းနည်းကြီးတော့ဆော့ပေးလိုက် ဘယ်နေပါရိုက်နေတာလေအဲ့ဒါကွန်ပီတီရမှာတော့ဒီဘက်ပြန် ဘာရပြီမှာ ဘယ်လေကွန်ပီတီပါလဲ အဲ့တော့ဒီသူကလည်းသူ ချောင်းလေးပြီးမှပြီးလို့ရှိရင်နောက်ပွင့်နေပြီ ပွင့်ပြီဆိုလို့ရှိရင်တို့လည်းလောက်ရပြီအဲ့တော့ ခတ်တင်လာတာ တင်လာတယ်ကိုတည်းနဲ့ဖြစ်နေတယ်ဆာရွက်ကတော့ကြာလာပြီတော့မှလက်ပွင့်လေးပြေးစီပြန် မဟုတ်ဘူးသားလေး ခေါ်နေပါဘာရမှာနားပေါင်းလို့နားပေါင်းရင်ခေါ်ရ လေးကဘာမှနားပဲပါမယ် ပြီးကြလေသူကလည်းသူခေါ်ခြင်းတော့ကိုကလည်းကိုခေါ်ခြင်းတယ်တယူတိုင်ပြီးတော့ပြောလို့မရကြဘူး တော့ဘာမှမပြော ဘာလို့ဆိုမိန်းကလေးဖြစ်တယ်အားကြောင့်မို့ နေတာနဲ့ပဲစကားတွေကပြောရဘာမှပြောချင် တန်းနိုင်တဲ့ရွေးကလေးတွေကိုအားလည်းမွေးနဲ့ကြော့ပေးလိုက်ပါဘယ်လိုလဲကိုယ်ပူနေတာလေခုချိန်မှာဟုတ်တယ်မလားမအေးလေသားသမီးရဲ့အိမ်တော်ကကြတယ်ဆို တို့ တော့ မရဘူးနည်းနည်းတော့မေးလိုက် မောင်လေးဘက်ကလည်းနေနေအေးမောင်လေးဘက်ကနည်းနည်းလေးရှော့ကြတာမမကြီးနေတာလည်းခိုင်းနေနဲ့ဒီမှာတခုခုတစ်စုံလုံးနေတူတာဖြစ်ခဲ့ရင် ဒါလည်းလည်းဒီမှာအရင်နော်ငါရောက်မှလည်းနင်တို့သိတဲ့အတိုင်းပဲသူချက်သိတဲ့အတိုင်းပဲငါရောက်မှဟုတ်တယ်မဟုတ်လားလူပဲပြီးပေါ့ကိုသားသမီးဆိုရင်လူပဲပြီးစိတ်မချဘူးနော်တူလေးတောင်မှဒီလောက်ဖြစ်နေပြီ တို့ကအကောင်လုံးတော့လေးဆိုတော့ဖြစ်နေတာပြီးတော့လည်း လည်းစဉ်းစားကြည့်ပေါ့နော်အားလည်းနဲ့ ဒီဗီဒီယိုလေးကတော့သမီးဖြစ်သူကိုစိတ်မချတဲ့သူနဲ့ဒါတူအရင်ကိုဒါစိတ်မချတဲ့သူတွေညှိနှိုင်းပြီးပြောဆိုနေတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဗျ။ဘာပဲဖြစ်ဖြစ်ဗျနော်မင်္ဂလေးဘက်ကိုပို့ပြီးတော့ဦးစားပေးနေတယ်ဗျနော်။ခိုးပြပြီးယူပြီးခါမှနော်ဒါမင်္ဂလာဆောင်ပြီးမှဒါအတူတူနေမယ်ဆိုရင်ဒါမင်္ဂလေးဘက်ကတော်တော်ကြီးကိုညနာသွားမှာဗျနော်။နောက်ထပ်ဗီဒီယိုတစ်ပုဒ်ဖြစ်တဲ့ဒါတိုက်ခိုက်တစ်ခုမှာပေါ့နော်။ရက်တော့ပြီးစူညံနေလို့ဆိုပြီးတော့ပေါ့နော်ဒါပြောဆိုရာကနေပြဿနာဖြစ်နေတဲ့ဗီဒီယိုလေးကိုလည်းကျွန်တော်နဲ့တူးဆက်ပြီးကြည့်ကြည့်လိုက်ရအောင်ဗျ။ ဟိုပဲဝင်းနေပြန် ပြောတယ်လို့ပဲ ကျွန်တော်ရှင်းလားဝင်းနေပြန်မှာကွမ်းကားနေလိုက်ကျွန်တော်တို့ရက်ကွက်နဲ့အစင် ရက်ပေါ်နဲ့ဆိုတော့အဲ့ဒါစိတ်နဲ့ဆိုတာကြည့်ချင်းတခါကြည့်လေ အချိန်ခါဆိုတာကျွန်တော်တို့လူငယ်အမတို့အချိန်ခါကြည့် ချိန်နဲ့ခါနဲ့ကြ ကျွ ည့် န်တော်တို့မှာဒေတာတီးလို့ကျွန်တော်တို့ကဆိုလို့မရတော့ဘူးလား ညီမလေးနောက်ဆုံးနေလိုက်ဗီဒီယိုရိုက်မယ်နဲ့ ကျွန်တော်ကအဲ့လိုမရတော့ညီမလေးရိုက်ကိုကြည့် ဒီနေ့ ညီမလေးရိုက် မြန်မာလူမျိုးဘုံ ဘယ်တော့ရပြောမယ်ဒီတဲ့ကွာတော့ဝေါဝင်လို့ပြောနေမှာလေနော် လူငယ်တွေရောက်တော့ဟော ပြော နေ ပါ တာ လူကြီးကိုကြီးကလည်းအဲ့လိုမျိုးမပြောနဲ့နည်းနည်းပါပြောလိုက် ကျွန်တော်လည်းဆဲဆိုရိုင်းဆိုင်ပြီးတော့ဘယ်သူမှနေနေမှာမဟုတ်ဘူးအမားတို့နဲ့လုတ်ကင်းတဲ့နေရာကိုကျွန်တော်တို့နေနေတာ ဆိုင်နဲ့အော်ဆိုချီလူ အော်ဆဲတာမဟုတ်လေဒီလောက်စုညံ့နေတာဟာကိုလုံးစဉ်းစားကြည့် မနာစောက်ဆုံးအမအော်ဆဲတော့အမတို့ဝင်ပါတော့ အာမဆဲဘူး အောက်တန်း ဘူး စား လားနားလည်းကြအောင်လို့ပြောတာ အောက်တန်းစားတယ်လို့ပြောတာဘာလို့လဲ အမားနဲ့လုတ်ကင်းတဲ့နေရာကိုနေတာ အောက်တန်းစားတယ်လို့ပြောတာဘာလို့လဲ နေတော့ပြောတာဟောနေတော့ပြောတာပေါ့ အများဘာလို့အောက်တန်းစားလို့ဆင်း တော်ပြီကလေးလေးအစင်နေအမဝေးနေ ဟာတော်ပြီဖေလုံးနဲ့သားလေးကိုဘောယူကိုကိုင်းကြီးခေါ်ရနော် မမခုပဲဒီလိုမှာလေ ပြော မမလည်းခုပဲဒီလိုဟမ် ဒါတော်ပြီဟာဘုမအေးနေပြီ ဒီဗီဒီယိုကတော့တိုက်ခိုက်တစ်ခုမှာမူပြီးစူနေလို့ပြောရကနေနဲ့ပြဿနာဖြစ်တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဗျ။တကယ်ဆိုရင်မူးနေတဲ့အချိန်ဆိုရင်ကိုကသွားပြီးမပြောတာပဲကောင်းနေဗျာနော်။မိုးလင်းခါမှာကိုကရက်ွက်ရုံကိုတိုင်ပြီးတော့ရက်ွက်ရုံမှာပဲရှင်းတာပို့ပြီးတော့အဆင်ပြေတယ်ဗျာနော်။အခုလိုမူးနေတဲ့အချိန်မှာပြောလေပြဿနာကပို့ပြီးကြီးလာဖို့ပဲရှိရဗျာနော်။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျ။အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးပါဗျ။ဒီဗီဒီယိုလေးတွေနဲ့ပတ်သက်ပြီးတော့လည်းတကယ်ချင်းတို့ရဲ့တင်ပြဝေဖန်သုံးသပ်ချက်လေးတွေကိုလည်းကျွန်တော်ရဲ့ comment လေးမှာရေးပေးသွားကြအောင်ဗျာနော်။ကျွန်တော်ရဲ့နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါအောင်မယ်ဗျ။